ပဲမင်္ဂလာပါခင်ဗျကိုပီဖန်ကနေပြီးတော့မှကြိုးဆိုပါတယ်ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့အလာငွေငါးဝါသနာရှင်တွေရဲ့ဈာမာတွေမဟုတ်ဘဲနဲ့အိမ်မှာအလားစင်ဖို့ငါးလေးတစ်ကောင်လောက်စမွေးချင်သူတွေအတွက်ပါအသင့်တော်ဆုံးငါးရဲ့အကြောင်းကိုပြပြပေးမှာဖြစ်ပါတယ်ဒီငါးကတော့ဘီတာဖစ်ပဲဖြစ်ပါတယ်ဘီတာဖစ်တွေကဆိုရင်အရောင်သွေးစုံလင်ပြီးတော့ကြည်လိုက်ရင်ကိုအရန်လှပနေပြီးစိတ်ဝင်စားစရာသဘာဝတွေထူဆန်းတဲ့အချက်တွေနဲ့ပြည့်နေပါတယ်ဒီနေ့ဗီဒီယိုမှာတော့ဘီတာ9ရဲ့အကြောင်းကိုသင်မဖြစ်မနေသိထားရမယ့်အချက်တွေကိုအသေးစိတ်ပြောပြပြီးတော့မှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဘီတာ9ရဲ့ထူဆန်းတဲ့သဘာဝနဲ့အသက်ရှူမှုစနစ်အကြောင်းပြောပြပေးမှာပဲဖြစ်ပါတယ်ပထမဆုံးဘီတာ9ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံအကြောင်းပြောပြချင်ပါတယ်အခြားအလှမွေးငါးတွေကဆိုရင်ရေထဲအောက်ဆီဂျင်ကိုရှူရတဲ့အတွက်ကြောင့်မလို့ကန်ထဲမှာအောက်ဆီဂျင်ဆက်ဒါမှမဟုတ်လေမုန်ဆက်အဖြစ်မနေတက်ပေးရပါတယ်ဒါပေမဲ့ဘီတာ9တွေမှာတော့ labrin လို့ခေါ်တဲ့အထူးအသက်ရှူအင်္ဂါအဆုပ်လိုမျိုးပါဝင်ပါတယ်ဒါကြောင့်သူတို့ကရေထဲကအောက်ဆီဂျင်တွေမဟုတ်ဘဲနဲ့ရေပြင်ပေါ်တက်ပြီးတော့လေထုတွေကအောက်ဆီဂျင်ကိုပါတိုက်ရိုက်ရှူနိုင်ကြပါတယ်ဒါကြောင့်မလို့သူတို့မွေးတဲ့အခါအောက်ဆီဂျင်ဆက်မလိုဘဲနဲ့ဖန်ခွက်အိုးခွက်လေးတွေနဲ့အလက်တကူမွေးမိလို့ရတာပဲဖြစ်ပါတယ်နောက်ပြီးတော့ဘီတာ9ရဲ့အမှုအကျင့်နဲ့အိတ်ဆက်ခြင်းကိုပြပြပေးပါမယ်ဒုတိယအချက်ကတော့သူတို့အိတ်ဆက်တဲ့အမှုအကျင့်မှာလူများစုကငါးတွေကအမြဲကုခတ်နေပြီးတော့မအိပ်ဘူးလို့ထင်တတ်ကြပါတယ်ဒါပေမဲ့ဘီတာ9တွေကတော့လူတွေလိုပဲအိတ်ဆက်အနာယူတတ်ကြပါတယ်ညဘက်ဆိုရင်ဖြစ်ဖြစ်နေ့လယ်ဘက်သူတို့ပင်မတဲ့အခါမျိုးတွေမှာပဲဖြစ်ဖြစ်ကန်ထဲမှာရှိတဲ့ရေမော်ပင်အရွက်တွေပေါ်မှာမိပြီးတော့ဖြစ်ဖြစ်ကန်အောက်ခြေမှာငြိမ်ပြီးတော့ဖြစ်ဖြစ်မှိန်ပြီးအိတ်တတ်ကြပါတယ်ဒါကမသိတဲ့သူတွေကငါးလေးတည်သွားပြီလားဒါမှမဟုတ်နေမကောင်းဖြစ်သွားပြီလားဆိုပြီးစိတ်ပူတတ်ကြပါတယ်တကယ်တော့သူတို့အိပ်ပျော်နေတာပဲဖြစ်ပါတယ်နောက်ထပ်ကတော့အသားဆောက်ခြင်းနဲ့ရန်လိုတတ်တဲ့သဘာဝပဲဖြစ်ပါတယ်တတိယအချက်အနေနဲ့ကတော့အမြုပ်အသားဆောက်တာပါတင်ကန်တွေကဘီတာ9အထီးလေးကကျမ်းမာရေးကောင်းမွန်ပြီးတော့ပျော်ရွှင်နေတဲ့အခါမှာရေမေပေါ်မှာဒရေးတွေနဲ့အမြုပ်လေးတွေစုပြီးအတိုက်လုတ်တတ်ပါတယ်ဒါမျိုးပွားဖို့အစဉ်သင်းဖြစ်နေပြီဆိုတဲ့လက္ခဏာပါဒါပေမဲ့သတိထားမယ့်အချက်ကတော့သူတို့ရဲ့ရန်လိုတဲ့သဘာဝပါပဲအထီးချင်းတကန်နဲ့အတူထားရင်တည်တတ်တဲ့အထိတိုက်ခိုက်တတ်ကြပါတယ်ဒါကြောင့်မလို့ဘီတာ9အထီးတွေကိုမွေးမယ်ဆိုရင်တကန်ကိုတကောင်စီပဲခွဲမိဖို့လိုအပ်ပါတယ်နောက်ဆုံးအနေနဲ့ဘီတာ9လေးတွေကမွေးရတာလွယ်ကူပြီးတော့နေရာအကျယ်ကြီးမလိုတဲ့အပြင်ကိုကြည့်ရတာလည်းအရင်မျက်စိပတိတဖြစ်စေပါတယ်ရေကိုတစ်ပတ်တစ်ခါပုံမှန်လဲပေးပြီးအစာကိုနည်းနည်းချင်းမှန်မှန်ကျွေးမယ်ဆိုရင်အကြာကြီးကိုအဖို့ပြုတ်ပေးနိုင်တဲ့ငါးလေးတွေဖြစ်ပါတယ်ဒီဗီဒီယိုလေးကဘုသူတက်ရစီမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်လည်းစိတ်ဝင်စားစရာအလားမွေးငါးအကြောင်းကိုသိချင်ရင် like နဲ့ follow လေးလုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျကျေးဇူးအများကြီးတင်ရှိပါတယ်နောက်တစ်ခေါက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံကြပါမယ်ကျေးဇူးအများကြီးတင်ရှိပါတယ်ဗျာ